ဒါသမီးလားအိမ်နဲ့ရနဲ့ပြောပါလားခလေးလားခလေးလားမင်းနဲ့ခလေးကသားသမီးရဲ့မင်းနဲ့မိသားစုလိုက်မှာဒီမှာတောက်နဲ့ချေပြီးတော့အဲတော့ပတ်ချလိုက်မယ်လာတက်အေးဒီနေ့တက်ဟုတ်တက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 ်လေအိမ်မတက်လေလာသမီးလာသမီးလာသမီးလာစိတ်နေတယ်လာအေးဟုတ်ပြီအိမ်မစားလာသမီးလာအေးဟုတ်ပြီလာအိမ်မတက်လာအိမ်မိုင်နဲ့တော့အိုးမိုင်နဲ့